တမန်တော်မြတ်ကြီးနဲ့ဆဟာဘာပေါင်း12000ကျော်ဇနီးတဲ့9ပါးနဲ့တမန်တော်မြတ်ကမိသားစုဝင်တွေအားလုံးအခုဇူလ်ဟူလိုင်ဖာကနေပြီးတော့အဟ်ရမ်ပတ်ပြီးတော့နီယတ်လုပ်ပြီးတော့အားလုံးကအခုမက္ကာဘတ်ကိုခရီးဆက်လမ်းမှာမလလ်ဆိုတဲ့နေရာကိုရောက်တယ်အဲ့ဒီနေရာမှာတမန်တော်မြတ်ကြီးခိတ္တခဏနားခဲ့တယ် لبيك اللهم لبيك لبيك لا شريك لك لبيك إن الحمد والنعمة لك والملك لا شريك အဲ့ဒီနောက်ရောဟာကိုရောက်တော့ရောဟာဆိုတဲ့နေရာကိုရောက်တော့တမန်တော်မြတ်ကအခုဒီနေရာမှာခဏနားဖို့လုပ်နေတဲ့အချိန်မှာပဲဂျိဘရိုင်ရောက်လာပြီးတမန်တော်မြတ်ကိုအမိန့်ရှိတယ်ယာရဆူလလာဒီနေရာကအလွန်ကိုမုံမြတ်တဲ့နေရာပါတမန်တော်ဒီနေရာမှာခိတ္တခဏနားပါတမန်တော်မြတ်ကြီးကဆဟာဘာတွေကိုအမိန့်ရှိတယ်ဒီနေရာကိုရောဟာလို့ခေါ်တယ်ဒီရောဟာမှာနဗီပေါင်း80ကလဘိုက်ဆိုပြီးတော့ကာဘာဘတ်ကိုတွားနေတာကိုငါမျက်စိကနေမြင်နေရတယ်တဘောကနဗီတွေလည်းဟဂျ်လုပ်တယ်နဗီတွေဒီနေရာမှာနားခဲ့ရောဟာမှာတမန်တော်မြတ်ကြီးနားတယ်တမန်တော်အမိန့်ရှိတဲ့ဒီနေရာမှာနဗီပေါင်း80ဟာမိမိရဲ့ဟဂျ်ခီးစဉ်မှာဒီနေရာမှာနားခဲ့ထပ်ပြီးတော့နောက်ထပ်တွေပါတဲ့ဘုံမှာတမန်တော်မြတ်ကြီးကဘလို့အမိန့်ရှိတယ်ဆိုရင်ဒီနေရာမှာဟဇရတ်အီဆာအလိုင်ဟိဆလာတုဝဆလမ်နဗီကီယာမတ်မဖြစ်ခင်မိုးပေါ်ကနေပြီးတော့မြေပထဝီပေါ်ကိုပြန်ရောက်လာလိမ့်မယ်တမန်တော်အီဆာကလည်းဟဂျ်လုပ်ဖို့တွားနေတဲ့အချိန်မှာဒီနေရာမှာနားလိမ့်မယ်ရောဟာမှာရေရွင်းလေးတွင်းရှိတယ်အဲ့ဒီနေရာကရေကိုအဲ့ဒီရေရွင်းကရေကိုတမန်တော်မြတ်နဲ့တူတူနဗီပေါင်း80ကဒီရေရွင်းကရေကိုတောက်ခဲ့တယ်ပညာရှင်တွေကဘယ်တော့အမိန့်ရှိတယ်ဆိုတော့ဟဇရတ်အီဆာလည်းဆလာတုဝဆလမ်လာတဲ့အချိန်မှာလည်းဟဇရတ်အီဆာကဒီနေရာမှာနားမယ်ဒီရေရွင်းကရေကိုတောက်လိမ့်မယ်အဲ့ဒီရေရွင်းကရေကလည်းရှီဖာရေရွင်းဖြစ်တယ်ရောဟာမှာရှိတဲ့နေရာကအလွန်ကိုမွန်မြတ်တဲ့နေရာဖြစ်အဲ့ဒီနောက်တမန်တော်မြတ်ကြီးနဲ့ဆဟာဘာတွေရောဟာမှာခိတ္တခဏနားပြီးတော့အခုအရှိကိုတွားတယ်အရှိကနေရာကိုအာဆာယာလို့ခေါ်တယ်အာဆာယာကိုရောက်တော့တမန်တော်မြတ်ကြီးကျမ်းမာရေးမကောင်းဖြစ်လာတဲ့အချိန်မှာအခုတမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလုလာဆလ္လာလာဟ်အလိုင်ဝါဆလမ်ဟာဟဂျာမာလုပ်ခဲ့တယ်ကပင်လုပ်ခဲ့တမန်တော်မြတ်ကငယ်ရိတ်ကနေပြီးတော့တမန်တော်မြတ်ကသွေးတွေကိုဖောက်ထုတ်ခဲ့တယ်အဲ့ဒီနောက်တမန်တော်တကိုယ်လုံးပြန်ပြီးတော့လမ်းဆန်းသွားခကြီးကလည်းပင်မနဲ့အရန်ကိုဝေးလံတယ်တော်ကိုသွားတယ်ဆိုတဲ့ပုံမှာတမန်တော်မြတ်အသက်ကလည်းအဲ့ဒီချိန်63နှစ်ဖြစ်နေပြီဆိုတော့တမန်တော်ပင်ပန်းသွားတယ်ဟဂျာမာလုပ်တဲ့အခါမှာတမန်တော်ပြန်ပြီးတော့လမ်းဆန်းသွားအဲ့ဒီနောက်တမန်တော်မြတ်ကြီးကအရှိကိုသွားအရှိကခကြီးဆက်တဲ့အချိန်မှာတချို့နေရာလေးတွေမှာတမန်တော်ခိတ္တခဏနားခဲ့ဥစဖန်ကိုရောက်တော့တမန်တော်မြတ်ကဟဒတ်အဘူဘကာကိုမေးတယ်ဒီနေရာကဘာနေရာလဲဟဒတ်အဘူဘကာအမိန့်ရှိတယ်ယာရဆူလလာဒီနေရာကဥစဖန်ပါဟဒတ်တမန်တော်အမိန့်ရှိတယ်ဟူဒ်အလိုင်ဆလာတုဝဆလမ်နဲ့ဆွာလေအလိုင်ဆလာတုဝဆလမ်နှစ်ဦးကဒီနေရာကနေပြီးတော့ကလအုပ်တွေပေါ်မှာကလအုပ်တွေကိုစီးပြီးတော့လဘိုက်ကိုဆိုပြီးတော့ဟဂျ်တွားနေတာကိုငါမျက်စိကနေမြင်နေရအဲ့ဒီနောက်အရှိကိုတွားနေရင်နဲ့လန်ခုလက်တနေရာမှာတမန်တော်မြတ်ကဇနီးတွေကဆဖီယာတခင်မရဲ့ဇနီးဆဖီယာတခင်မရဲ့ကလအုပ်ကအရှိဆက်ပြီးတော့မတွားနိုင်တော့တဲ့အခြေအနေဖြစ်သွားကလအုပ်ကျမ်းမာရေးမကောင်းဖြစ်သွားအဲ့ဒီမှာတမန်တော်မြတ်နဲ့ဆာဘာတွေကအရှိကိုရောက်သွားတယ်ဆဖီယာတခင်မကအနောက်မှာကြံခဲ့ဆဖီယာတခင်မကထိုင်ပြီးတော့ငိုနေတယ်လူတယောက်ကလာပြီးတမန်တော်မြတ်ကိုလာပြောပြတယ်ယာရဆူလလာအားလုံးအရှိရောက်သွားပြီဆဖီယာအနောက်မှာကြံခဲ့တယ်ဆဖီယာငိုနေတယ်တမန်တော်ချက်ချင်းပဲအားလုံးကိုရက်ခိုင်းတယ်ရက်ခိုင်းပြီးတမန်တော်ကိုယ်တိုင်အနောက်ကိုပြန်ဆင်းသွားဆင်းပြီးတော့ဆဖီယာတခင်မကိုတွားပြီးတော့ချော့ဆဖီယာတခင်မကအရန်ကိုစိတ်မကောင်းဖြစ်တဲ့အားလည်းအရန်ငယ်သွားတယ်ကလအုပ်ကလည်းမရှိတော့ဘူးကလအုပ်ကလည်းနေမကောင်းဖြစ်သွားပြီဘယ်လိုလုပ်မလဲတမန်တော်မြတ်နဲ့ဆာဘာတွေအားလုံးကအရှိကိုရောက်သွားပြီတမန်တော်မြတ်ကချော့တယ်ဆဖီယာတခင်မကငိုတယ်တမန်တော်မြတ်ကချော့လေငိုလေဘလို့မှချော့လို့မရတော့အခုတမန်တော်မြတ်ကညနေကလည်းမိုးချုပ်နေပြီဆိုတော့အားလုံးကိုဒီနေရာမှာပဲနားရမယ်ဆိုပြီးတော့တမန်တော်မြတ်ကအမိန့်ရှိလိုက်ဇနီးတဲ့6ပါးတမန်တော်မြတ်နဲ့တူတူပါတယ်တမန်တော်ဇနီးတဲ့တဦးစီကိုခရီးတဲ့မှာတမန်တော်မြတ်ကစောင့်ရှောက်ခဲ့တယောက်မှစိတ်အားငယ်သွားတယ်ဆိုတာမရှိဘူးတယောက်ကိုမှတမန်တော်မြတ်ကစိတ်မကောင်းဖြစ်အောင်မလုပ်ခဲ့ဘူးဆဖီယာတခင်မရဲ့ငိုတဲ့အပေါ်မှာဆဟာဘာပေါင်း12000ကျော်ကိုတမန်တော်မြတ်ကအဲ့ဒီနေရာမှာရက်ခိုင်းခဲ့အားလုံးအဲ့ဒီနေရာမှာညအိတ်ခဲ့တယ်မနေ့ညအိတ်တော့အဲ့ဒီနေ့ညကတမန်တော်မြတ်ကဇနီးတဲ့6ပါးထဲမှာအဲ့ညကတမန်တော်မြတ်ကဆဖီယာတခင်မနဲ့တူတူအနားယူရမဟုတ်အလှည့်ကျတဲ့ညဖြစ်တိုးတော့ဆဖီယာတခင်မကလန့်နဲ့အရန်နဲ့စိတ်ပူတယ်တမန်တော်မြတ်ကိုငါတို့လိုငိုလိုက်တဲ့ပုံမှာတမန်တော်နဲ့ဆဟာဘာတွေနားလိုက်ရတယ်ဆိုတော့တမန်တော်ကိုစိတ်ဆိုးသွားမလားဆိုပြီးတော့ဆဖီယာတခင်မကတမန်တော်မြတ်စီကိုမလာရဲတော့ညကျတော့အိုင်ရှာတခင်မကိုခေါ်ပြီးတော့ဗာပြောလဲဆိုတော့အိုင်ရှာအတင်မအတီးဆုံးပဲငါကဘရောမှငါရဲ့ရက်ကိုအခြားသူကိုပေးခဲ့တယ်ဆိုတာမရှိဘူးဒီညတော့ငါစိတ်ပူတယ်ငါအရန်လဲစိတ်မကောင်းဖြစ်နေတယ်တမန်တော်စိတ်ဆိုးသွားမှကိုလည်းငါကြောက်တယ်
တမန်တော်ငါ့ကိုစိတ်ခုနေတာဆိုပြီးတော့လည်းငါထင်နေတယ်အဲ့ဒီပုံမှာငါဒီညတမန်တော်မြတ်စီမသွားရဘူးအတင်မပဲသွားလိုက်ပါသွားပြီးတမန်တော်မြတ်ကိုချော့လိုက်ပါအိုက်ရှာတခင်မချက်ချင်းပဲအင်ကြီးဝေစားလဲပြီးတော့တမန်တော်မြတ်ကြီးရှိတဲ့တဲကိုသွားခဲ့တယ်အဲ့ဒီညအိုက်ရှာတခင်မနဲ့သူတို့တမန်တော်မြတ်ကြီးကအနားယူခဲ့ခရီးစဉ်မှာအရှိကိုရောက်တော့မနက်မိုးလင်းလာတော့အရှိကိုခရီးဆက်ခဲ့တယ်အာရတ်ဆိုတဲ့နေရာကိုရောက်တော့အခုခိတ္တခဏအနားယူစာဘာတွေကိုလည်းနားခိုင်းတယ်တမန်တော်မြတ်ကြီးလည်းနားခဲ့တယ်တမန်တော်ဒီခရီးစဉ်မှာဘယ်နေရာတွေမှာနားခဲ့လဲဆိုတာကအစကျမ်းစာအုပ်လေးထဲမှာအသေးသေးလာရှိတမန်တော်မြတ်ကြီးကဟတ်ခရီးစဉ်အလုံးကိုစိတ်ဝင်စားဖို့ကောင်းတယ်အင်တမနှွေးထွေးမှုတွေကျင်နာမှုတွေစာဘာတွေပေါ်မှာမိမိရဲ့အိမ်သူအိမ်သားတွေပေါ်မှာဇနီးတွေပေါ်မှာတမန်တော်မြတ်ကခရီးကိုဘလို့သွားလဲဆိုတာကိုမြောက်ဝါတင်တဲ့အွမ်မတ်ကိုပြသခဲ့အခုတမန်တော်မြတ်ကြီးကအာရတ်ကိုရောက်တော့ခိတ္တခဏအနားယူတမန်တော်မြတ်ကထိုင်နေအဲ့ဒီတော့တမန်တော်မြတ်ကဘေးမှာအိုင်ရှာတခင်မထိုင်နေအိုင်ရှာတခင်မရဲ့ဘေးမှာသူ့ရဲ့အဖေအဘူဘကာတခင်ထိုင်နေအဘူဘကာရဲ့ဘေးမှာဟာဒတ်အဘူဘကာရဲ့ဘေးမှာဟာဒတ်အဘူဘကာရဲ့နောက်ထပ်သမီးတစ်ယောက်ဖြစ်တဲ့အစမာတခင်မထိုင်နေ၄ယောက်အတူတူထိုင်နေတဲ့အချိန်မှာဟာဒတ်အဘူဘကာရဒီအလ္လာဟူတာအာလာနုကမိမိမိသားစုဝင်တွေအားလုံးရဲ့ပစ္စည်းတွေရောတမန်တော်မြတ်ကြီးရဲ့ပစ္စည်းတွေရောအစားအသောက်တွေရောအားလုံးကိုကျွန်လေးတစ်ယောက်ကိုတာဝန်ပေးပြီးတော့အဲ့ဒီကလအုပ်နဲ့သူ့ကိုတည်လာခိုင်းအခုဒီကောင်လေးမလာသေးဘူးဒီကျွန်လေးမလာသေးဘူးဆိုတော့ဟာဒတ်အဘူဘကာကစိတ်ပူပြီးတော့ဆောင်းရင်းနဲ့နောက်ဆုံးကျွန်လေးပဲရောက်လာတယ်အဲ့ဒီကျွန်ရောက်လာတယ်ကလအုပ်မပါလာဘူးပစ္စည်းတွေလည်းမပါလာဘူးဟာဒတ်အဘူဘကာလည်းဗမာလည်းငါတို့ပစ္စည်းတွေစားဖို့တောက်ဖို့ပစ္စည်းတွေနားနေပြီးအားလုံးစားနေတောက်နေကြတယ်တမန်တော်မြတ်နဲ့စားပါလေတမန်တော်မြတ်နဲ့ဟာဒတ်အဘူဘကာတို့မိသားစုမစားရသေးဘူးဗမာလည်းငါတို့ပစ္စည်းတွေအဲ့တော့အဲ့ဒီကျွန်လေးကဘာပြောလဲဆိုတော့ကလအုပ်ပျောက်သွားပြီလမ်းမှာကလအုပ်ကိုကျွန်တော်မတွေ့တော့ဘူးခိတ္တခဏနားနေတဲ့အချိန်မှာကလအုပ်ကထွက်ပြေးသွားတယ်ဟာဒတ်အဘူဘကာကစိတ်ဆိုးပြီးတော့ကျွန်လေးကိုအော်ရာတမန်တော်မြတ်ကပြုံးတော်မူတယ်အိုင်ရှာတခင်မကိုပြောတယ်ဒီမှာကြည့်ပါအောင်အဟရမ်ကြီးဝတ်ပြီးတော့အားလုံးကိုစူပူနေတယ်ဒီကျွန်လေးကိုစူနေတယ်ဆိုပြီးတော့တမန်တော်ပြုံးပြီးတော့အမိန့်ရှိတယ်ဟာဒတ်အဘူဘကာကိုတားမြစ်ခဲ့တယ်မစူနဲ့အဲ့ဒီနောက်စားပြီးတပါဖူဒါလာအစ္စလာမီရဒီအလ္လာဟူတာအာလာနုအစားတောက်တွေယူလာပြီးတော့တမန်တော်မြတ်ကိုလာပြီးတော့ပေးခဲ့တမန်တော်မြတ်ကကလအုပ်ပျောက်သွားပြီဆိုတဲ့သတင်းကိုကြားတော့အဲ့ဒီစာဘီကအစားတောက်တွေလာပေးတယ်တမန်တော်မြတ်ကမစားခင်ရင်ဟာဒတ်အဘူဘကာကိုပြောတယ်လားငါတို့အတူတူစားကြမယ်တောက်ကြမယ်ဟာဒတ်အဘူဘကာကစိတ်ဆိုးနေတော့ဒေါသကမပြေနိုင်မှုဖြစ်နေတယ်ကလအုပ်လည်းပျောက်သွားပြီအစီးဒီအစားတောက်တွေလည်းပျောက်သွားပြီအားလုံးပျောက်သွားပြီဟာဒတ်အဘူဘကာကစိတ်မကောင်းဖြစ်ထပ်ပြီးတော့အဲ့ဒီကျွန်းကိုထပ်ပြီးတော့ပြောနေတမန်တော်မြတ်ကဘာအမိန့်ရှိလဲဆိုတော့ကျွန်တော်တို့အားလုံးအတွက်နမူနာယူရမယ့်စကားလေးတမန်တော်တော်ကိုစိတ်ကိုတည်ငြိမ်တဲ့ပုဂ္ဂိုလ်ဟာဒတ်အဘူဘကာကိုအမိန့်ရှိတယ်အလ္လာဟ်တတ်မှတ်ထားတဲ့အရာကဖြစ်ကိုဖြစ်မှာအလ္လာဟ်တတ်မှတ်ထားပြီးကလအုပ်ပျောက်မယ်ဖြစ်ကိုဖြစ်မယ်ဒီကျွန်းကရောဘယ်ပျောက်ချင်မှမလဲသူလည်းကြည်နေတာပဲလေကြည်နေတဲ့သားကပျောက်သွားတာဘာတတ်နိုင်မလဲဟာဒတ်အဘူဘကာစိတ်ကိုတမန်တော်မြတ်ဖြေပေးတယ်အဲ့ဒီနောက်တမန်တော်မြတ်ကအိုင်ရှာတခင်မရဲ့ဟာဒတ်အဘူဘကာရဲ့အစမာတခင်မရဲ့၄ယောက်အဲ့ဒီအစားတောက်တွေကိုဗိုက်ပြအောင်စားသွင်းခဲ့တယ်ဖူဒါလာအစ္စလာမီရဒီအလ္လာဟူတာအာလာနုသူလာပေးတဲ့အစားတောက်တွေကိုဝဝလဲစားသုံးခဲ့တယ်အဲ့ဒီနောက်စားလို့ပြီးသွားတဲ့အခါမှာဆဖာန်ဘင်မူအတ်တလ်ရဒီအလ္လာဟူတာအာလာနုဟာဒတ်အဘူဘကာကတူလဲတော်တယ်သူကအဲ့ဒီကလအုပ်ကိုအစားတောက်တွေကိုအားလုံးကိုယူပြီးတော့ပြန်ရောက်လာလမ်းမှာသူတွေ့တဲ့အတွက်အဲ့ဒီကလအုပ်ကိုဆွဲလာတာဆိုပြီးတော့တမန်တော်ကိုယ်တိုင်တမန်တော်ပြုံးတော်မူတဲ့ဟာဒတ်အဘူဘကာလည်းအယံပျော်သွားတယ်ကလအုပ်လည်းပြန်တွေ့သွားပြီအစားတောက်တွေလည်းပြန်တွေ့သွားပြီဆိုပြီးတော့